သူတို့ရဲ့လှုပ်ဆက်လေးကိုနည်းနည်းနားထောင်အောင်ပရိသတ်တွေတတိမထားမိတဲ့အချက်ဖြင့်ဖြူဖြူတွေးမှာမကောင်းတဲ့အချက်တွေများစွာရှိပြီးတော့မြင်သူတွေကမမတာမကောင်းတဲ့ချက်တွေများစွာရှိတယ်ဆိုတော့မမဘလို့သိကိုကကိုတော့ဘာမကောင်းမှမသိโอเคမြင်ကြပါတယ်အဲဒါကတော့ဖြူဖြူတွေးဟာအုံနောက်မပါပဲနာမည်ကြီးရင်ပြီးရောမထော်မနှမ်းနဲ့ရန်လုပ်တာပဲဖြစ်ပါတယ်စိတ်ကအုံနောက်မပါပဲမမတို့လည်းအုံနောက်မပါပဲသူများနာမည်ကိုယူသုံးပြီးတော့ထမင်းစားနေတာပေါ့အဲ့လိုဖြူဖြူနာမည်ယူမဟုတ်မကတင်ဆက်ပြီးတော့မမတို့လည်းအုံနောက်မပါပဲနဲ့ဘာလို့သူများနာမည်ယူသုံးလဲပြောဒီလိုပဲမှရှင်တို့ပတ်စံရမှာမဟုတ်လားရှိတဲ့အတိုင်းပဲပြောတဲ့နာတွေကိုလည်းပြောတတ်ပြီးတနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြပြီးဘိုးရိုတောင်းတဲ့တနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြတယ်တဲ့ကျမဆဲလဲလူတယ်မဆဲလဲလူခဲ့ဟိုနာမည်မကြီးခင်တည်းကလည်းလှူတယ်လေဘာတွေလာပြောနေရတော့ကျင်းနေရှိပါတယ်နာမည်မကြီးခင်တော့ကဖြူဖြူတွေးဟာတကုံတက်ကတူမှာဥပဒေမေချာယူထားတဲ့အကြောင်းအဲ့ကနေရတလွဲကျမမေချာလူတိုင်းသိတယ်ဘဲဥပဒေ BSc botany သူဖြစ်ပါတယ်ဖက်ရှင်ဝေကမ်းမှာမြန်မာဝတ်စုံကြီးဝတ်ပြီးစင်ပေါ်မှာကျွန်းတက်ပြုံးလုံးရှုံးခန်းလျှောက်တဲ့အထိပြဿနာတက်တော့ငါကိုဘယ်ရုံးကမှလည်းမရောက်ဘူးကျမရှင်ကဘလို့တည်းရှင်ရောက်သွားတဲ့ကိစ္စကိုကျမကိုပြောလာလားဘယ်ရုံးကမှမရောက်တာရှင်လားစင်မမှာအဲ့မှာတကုံတက္ကသိုလ်မှာစပြီးတော့နာမည်ကြီးတာလေအကုန်လုံးကချစ်ကြတယ်လေရှင်တယောက်ပဲအဲ့လိုရုံးကန်းရောက်တာကျမတို့ကဘယ်ရုံးကမှမရောက်လိုက်ဘူးအဲ့လိုမျိုးအဲ့ဒီတော့ကကျောင်းသူကျောင်းသားတွေသိကြမှာပါအဲ့ဒီတော့သိတယ်လေဂျွန်းထိုးတဲ့ကောင်မလေးဘူကေလေးနဲ့ဆိုလူတိုင်းသိတယ်ဆောင်မှုတွေစတင်ပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံမှာဖြူဖြူတွေးဟာပထမဆုံးနာမည်ကြီးတဲ့ TikTok သရုပ်ဆောင်လူတော်ပြောမြန်မာတို့တက္ကသိုလ်မှာဂျွန်းထိုးနှုန်းက TikTok ဆိုတာမပေါ်သေးဘူးမြန်မာကိုစတည်တာ Facebook ကနေစတည်တာဓာတ်စီဓာတ်ဆန်နဲ့ဂျွန်းထိုးပြီးတော့မှဓာတ်စီဓာတ်ဆန်တို့နဲ့စတည်တာပေါ့နော် TikTok ဆိုတာမပေါ်သေးဘူးကိုတွေဟိုကနာမည်ကြီးက TikTok ဆိုတာမရှိသေးဘူးနောက်မှသာ TikTok တွေကအရင်ဆုံးစဆော့တဲ့သူဖြစ်တာโอเคရပါတယ်နာမည်ကြီးလာတာနဲ့များလေအလူတန်းတွေကိုလောက်ပြနေရှိရမို့ဖြူဖြူတွေးနာမည်ကြီးတိုင်းအလူတန်းလောက်တာမဟုတ်နာမည်မကြီးတဲ့လူမြောင်များစွာလဲအလူတန်းလောက်ကြတယ်မြန်မာနိုင်ငံကစေတနာတရားတအားကောင်းတဲ့မြန်မာနိုင်ငံနော်တို့မြန်မာနိုင်ငံဘာဖြစ်လို့လဲလှူတာတန်းတာဆိုရင်ရေရောတယ်ဒါပဲနော်ညီမတယောက်တည်းလုံနေရမို့အလူဆိုတာလူတိုင်းခုနှစ်သားသမီးအကုန်လုံနေကြတာဒီကပတ်ဆိုင်ရတဲ့လူတိုင်းကဖြူဖြူတွေးကိုကိုးကွယ်ခဲ့ကြပါတယ်ဘလို့ဖြူဖြူတွေးကိုကိုးကွယ်တာတော့မမတို့ရဲ့ဖြူဖြူတွေးကိုကိုးကွယ်အောင်ဖြူဖြူတွေကဘာမို့လို့တော့ဟဲမမတို့ကျမ်းမှာချမ်းသာပါစေတကယ်ဟုတ်တာလဲတလုံးမှမပါဘူးမမတို့ဟာနောက်တစ်ခါနာမည်လဲယူမတင်ဆက်နေဘာမှယူမတင်ဆက်နေတော့เนาะကြိုပြောပြီးသားအောက်ကပရိသတ်တွေကတော့ပြောတယ်ဟိုအရေးယူလိုက်လေအရေးယူဖို့နေတကเนาะသူတို့မျက်နှာလေးပါမှာဆိုလို့သူတို့အတန်နဲ့ပဲတင်ဆက်တာဘယ်သူဘယ်ဝါမှလည်းမသိနေဘူးအဲ့မှာဖြူဖြူတွေးကိုကိုးကွယ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတစ်ခါမှတော့ဖြူဖြူတွေကလုံချင်ရာတွေကိုလုံတတ်ပါတယ်ဖြူဖြူတွေရဲ့ရွှေကောက်ပွဲကနောက်ကိုဘွားနဲ့ကိုနေနေတာလဲဘာလို့လှုပ်ချင်တာလို့အဲ့ဒါပဲလေဆိုရဲစကားကလည်းတတိုင်းပြည်လုံးသိန်းအဲ့ဒါရှင်တို့ပဲပြောတယ်ကျမပါဇက်ကတခါမှမပြောခဲ့ဘူးဘယ်တယောက်က Photoshop အတုလုပ်ပြီးတော့ဘယ်တယောက်ကအဲ့လိုမျိုးလုပ်လဲတော့မသိဘူးညီမတို့ကတော့တခါမှအဲ့လိုမျိုးမလုပ်ခဲ့ဘူးဆရာဖြစ်ခဲ့ပြီမေ